လာပါခင်ဗျာ2019ခုနှစ်ဧပြီလ9ရက်တောက်ကြနေမြန်မာပိုင်းတည်အစီအစဉ်ကိုဒါ Campus Status တည်မီဒီယာကနေစတင်ထုတ်လွှင့်နေပါတယ်ခင်ဗျာမြန်မာပိုင်းတည်အစီအစဉ်မှာမောင်တော်မြို့နယ်မြောက်ပိုင်းတက္ကရာကျေးရွာတော်စကူကိုမတရားဆွဆွေးစစ်စစ်ကစိတ်ကောက်ခြင်းနဲ့ရောသားအချို့ကိုတဲ့စိတ်ကောက်ဆောင်တော့ခြင်းတည်မောင်တော်မြို့မှာတင်တဲ့ကျေးရွာအုပ်စုမောင်လီရွာသားကဲမိုင်ရှင်များအုပ်စုကဲမိုင်တို့တော်ရောက်ခွင့်ကိုနေရောက်ဆောင်ရေးများကတက်တင်လိုက်တဲ့တည်ရခိုင်ပြည်နယ်၌နေတဲ့လျက်ရှိသောရိုဟင်ဂျာလူမျိုးများကိုနိုင်ငံသားပြည်ကွန်းဆောင်ရောက်ခဲ့မှုနိုင်ငံတော်အစိုးရကတက်ပြင်လိုက်တဲ့တည်2019ခုနှစ်ဧပြီလ9ရက်တောက်ကြနေ့တွင်မြန်မာစစ်တောင်းများနဲ့နေရောက်ဆောင်ရေးတို့ပေါ်ပြီးမောင်တော်မြို့နယ်မြောက်ပိုင်းတက္ကရာကျေးရွာ၌အမြင့်နေတဲ့လျက်ရှိသောလူပေါင်း19ကိုမတရားဆွဆွေးကလက်ကောင်းတို့နဲ့တက်ခံလာတော့တယ်မိသားစုများကိုကြမ်းကြောက်ပြောဆိုတော့စီကိုတည်ရရှိပါတဲ့အဆိုပါ19အနေမှာ၄ဦးကိုတန်းစီကောဆောင်တော့ဒီကိုဒေသခံများတင်မှာတည်ရရှိပါမတရားဆွဆွေးခံရသူများမှာရှောင်းချအလောင်းဘာရှုံနာလီရဲကအပေါ်အောင်နေရှောင်းချအလောင်းဘာမမအလီကျောင်းဆရာတော့အတော်ရရှိပါမောဆာအလီအတော်ရရှိပါဟဆန်အလီနာအတော်ဆလာမ်ဘာဟဆန်အလီချောက်လော်ဘီအလောင်းဘာနိုဟစင်ကနေမမဟစင်ဘာဆေတ်အမကျောင်းဆရာရှေနောခေါ်ပြီးဘာခလာညာကိုနောခေါ်ပြီးဘာဆိုတာအမဲတဆေလာလီယာဘာနာစီအမောစတိဒူဖိုင်ဘာမမအလောင်းစနေမလဘီမမရှဖီဘာအဒိုကိုလီစတောမလဘီဇကရီယာဘာအဒိုကိုလီဆေလာဟီတလမ်ဘာဆလာမောဆငါအကွာဟူစိန်ဘာဝရမြတ်တို့ဖြစ်ပြီးလက်စီကရတို့များမှာမလဘီဇာဟီတူစိန်ဘာအဒိုကီနေမလဘီအန်ဝါရှာဘာမမအယိုတော့ဟာဘရှရီဟူစိန်ဘာအဝထူစိန်လေအဒိုရှကူရဘာအဒိုလာကီတို့ပြကြပါလေခင်ဗျာမောင်တော်မြို့မှာတင်တဲ့ကြည်တော်တို့မောင်နေရွာနဲ့ကဲမိုင်များကိုချင်းကျော်ပြီးနေရောက်ဆောင်စကံမောကိုလည်းဆုံးမင်းနဲ့ရဲသားရခိုင်လူမျိုးများပုံပုံနေကဲပိုင်ဆိုင်သောကဲပိုင်ရှင်များအလုံးကိုရခိုင်ရတိုင်းဒေပွန်စာအုပ်နဲ့တွေ့ရရှိသောစာအုပ်ကိုင်သူများရဲတပ်ဖွဲ့နဲ့တိုင်သောစခန်းကိုအတိအကျဆောက်ပေးရမည်ကိုပဇုံကံပိုင်ရှင်တို့အလုံးကမှာတော့ဟုတ်ကဲ့အကြောင်းလိုသောပစ္စည်းများတောင်းကနေပြီးကိုဒေသခံကပိုင်ရှင်များရှုတင်မှာတည်ရရှိပါသည်ခင်ဗျာအခရီးတိုက်စကန်ဒီဆောင်မပေးရတင်တို့ပိုင်ဆိုင်သောပဇုံကအလုံးကိုတင်းစီပေးလိုက်ပြီးကိုပြောဆိုပြီး၎င်းပဇုံကများတွင်နတ်တလာများလာရောက်ပြီးအိုက်ကွန်များနဲ့ရှာဖွေရှိနေရကြောင်းပဇုံကဲပိုင်ရှင်များကအလွန်စိုးရိမ်နေရသည်ကိုဒေသခံပဇုံပိုင်ရှင်အဝတ်တံမှာတည်ရရှိပါသည်ခင်ဗျာရခိုင်ပြည်နယ်၌နေထိုင်ရရှိသောတင်းနဲ့ရှိပိုင်းရဲ့လူမျိုးများသည်နိုင်ငံသားပြည်မှုမရရှိသည့်အပြင်လွတ်လပ်စွာတော်လာခွင့်ကျန်းမာဆောင်ရှောက်မှုမရရှိခြင်းပညာသင်ကြားခွင့်မရရှိခြင်းတို့ကိုကင်စားနေရကြောင်းနိုင်ငံတကာကတုံ့ပြန်ရရှိသည့်ရိုဟင်ဂျာတို့၏အခွင့်အရေးကို1982ခုနှစ်နိုင်ငံသားပြည်မှုဥပဒေအတိုင်းပြည်နယ်အတွက်အစိုးရကဆောင်ရွက်နေပြီး၎င်းတို့ဘက်မှပေါ်ပေါင်းဆောင်ရွက်မှုရှိတဲ့လိုအပ်ကြောင်းအစိုးရဘက်ကဆိုပါတယ်ဒီပေါ်မှာရှိရိုဟင်ဂျာအမည်ဖြင့်လှုပ်ရှားနေသောအဖွဲ့အစည်းများကိုလည်းအစိုးရနဲ့ပေါ်ပေါင်းတဲ့တိတ်တော်သည်ဟုဆိုပါတယ်ခင်ဗျာကျွန်တော်တို့အစိုးရအနေနဲ့တို့ရဲ့အခွင့်အရေးကိုကျွန်တော်တို့ကပြစ်တင်နေတာငြင်းဆန်နေတာပေးရှားနေတာမဟုတ်ဘူးတို့ရဲ့အခွင့်အရေးကိုကျွန်တော်တို့ကပြည်ရင်တို့လုံးနေတာဟိုနိုင်ငံတော်အတမန်ကယုံတည်တော်ကြရေးကော်မတီအထည်မှုကိုဆိုတွေကပြောဆိုလိုက်ပါလေခင်ဗျာဒီတည်ကိုနိုင်ငံတော်အတမန်ကယုံပေါ်ဖွဲ့မီဒီယာကနေပေါ်ပြထားပါလေခင်ဗျာ
Campus Network သတင်းမီဒီယာကိုကြည့်ရှုအားပေးနားထောင်သူများအားလုံးကိုအထူးကျေးဇူးတင်စေပါတယ်ခင်ဗျာ